ပထမဆုံးကစွန်းရက်တွေကိုအယိုးရောအရွက်ရောရှည်ရှည်လေးပါအောင်လှီးပြီးတော့ရေကိုပြောင်ဆေးထားပါမယ်ပြီးရင်ရေပုတ်ပတ်ဆူအောင်တည်ပြီးတော့ရေပုတ်ပတ်ဆူရဲ့ထဲကိုစားအနှဲငယ်ထည့်ပါမယ်ပြီးလို့ရှိရင်ကစွန်းရက်တွေကိုထည့်ပါမယ်ပြီးရင်စက္ကန့်30လောက်မှွေပြီးသွားလို့ရှိရင်ကစွန်းရက်တွေကိုရေအေးအေးလေးတွေကိုပြန်စိမ့်ပါမယ်စိမ်ပြီးရင်ရေကိုပြောင်းအောင်ညှစ်ချလိုက်ပါမယ်ပြီးရင်ဓာတ်နဲ့ခက်ကြမ်းကြမ်းလေးလှီးထားလိုက်ပါမယ်စီပူလာရင်ကြက်သွန်ဖြူလေးစီတက်ပါမယ်ပြီးရင်ပြီးထားတဲ့ကစွန်းရက်လေးထည့်ပါမယ်စားနှဲငယ်ချိုမှုန့်အနှဲငယ်ပြီးတော့ခရုစီအနှဲငယ်ထည့်ပါမယ်ပြီးရင်10စက္ကန့်လောက်မှွေပြီးတာနဲ့ချက်ချင်းပကံထဲကိုတန်းထည့်လို့ရပါပြီဒါကတော့အခု6:53မှာရှိတဲ့အနေအထားလေးပါအခု9:14မိနစ်20ကြာပြီးသွားတဲ့အနေအထားလေးပါဒီအတိုင်းလေးပါပဲ